ကောင်လေးဟာတမိုးကြီးတဲ့ဆွဲကြိုးတကုံးကိုမီးထဲထည့်ပြီးအပူပေးလိုက်တယ်။ပူလာတာနဲ့ဆွဲကြိုးကိုသူ့ရဲ့လက်မှာကတ်လိုက်တော့အမှတ်အသားတစ်ခုဖြစ်သွားတယ်။ပြီးတော့အဲ့ဒီဆွဲကြိုးကိုသူချစ်ရတဲ့မိန်းကလေးကိုပေးခဲ့ပြီးသူ့မကိုဘယ်တော့မှထားမသွားဘူးလို့ကတိပေးခဲ့တယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်သူတို့နှစ်ဦးဝေးကွာသွားတယ်။နှစ်ပေါင်း20ကြာသွားတဲ့အခါအဲ့ဒီကောင်လေးဟာငွေကြေးနဲ့အာဏာကိုပိုင်ဆိုင်ထားတဲ့ဘီလီယံနာသူတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ကန်ဆိုးစွာပဲသူဟာနှလုံးရောဂါခံစားနေရပြီးအသက်ရှင်ဖို့ရက်30ပဲလိုပါတော့တယ်။ငယ်စဉ်ကပေးခဲ့တဲ့ဂတိကိုမတည်နိုင်တော့လို့ဝမ်းနည်းနေတဲ့အချိန်မှာပဲနှလုံးယူလို့ရမယ့်လူတစ်ယောက်တွေ့ပြီဆိုတဲ့သတင်းကိုလက်ထောက်ဖြစ်သူကလာပြောခဲ့တယ်။အဲ့ဒီလူကတော့အမေဖြစ်သူရဲ့ယောဂအတွက်ခွဲစိတ်စရိတ်ဒေါ်လာ2 သန်းလိုအပ်နေလို့ပူပင်တော့ကရောက်နေတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီလိုမျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲဘီလီယံနာကောင်လေးကအလင်းတန်းတစ်ခုလိုပေါ်လာခဲ့တယ်။သူမစီကနှလုံးကိုယူဖို့အတွက်ကောင်လေးကသူမကိုကူညီဖို့ဆိုပြီးလိန်ညာကမ်းလှမ်းခဲ့တယ်။အပြန်လန်အနေနဲ့သူမကသူ့ကိုလက်ထပ်ရမယ်ဆိုတဲ့သဘောတူညီချက်နဲ့ပေါ့။အမေအတွက်ခွဲစိတ်ခလို့ခြင်းတဲ့မိန်းကလေးဟာအကြောင်းစုံကိုမသိပဲချက်ချင်းပဲလက်မှတ်ထိုးခဲ့တယ်။ဒါပေမဲ့အင်ကြီးကိုရောက်တဲ့အခါမှာတော့အမှန်တရားကိုသိလိုက်ရတယ်။အဲ့ဒီလူကသူမကိုလက်ထပ်တာဟာသူမရဲ့နှလုံးကိုယူဖို့အတွက်ပဲဖြစ်နေတယ်။တောက်လန့်သွားတဲ့မိန်းကလေးဟာထွက်ပြေးဖို့ကြိုးစားပေမဲ့အဆောင်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးပြစ်ဒဏ်အနေနဲ့ခြံနောက်ဖေးမှာနှိပ်စက်ခံခဲ့ရတယ်။ညဘက်မှာတော့ဒဏ်ရာတွေနဲ့ပြန်လာတဲ့မိန်းကလေးဟာအခန်းမှာပြီးကောင်လေးရဲ့အခန်းထဲကိုဝင်သွားမိတယ်။ကောင်လေးကဒေါသကြီးနဲ့နှင်ထုတ်နေတော့မှပဲနှလုံးရောဂါတစ်ဖောက်ခဲ့တယ်။မိန်းကလေးကဆေးတိုက်ပြီးကူညီပေးခဲ့ပေမဲ့သူမရဲ့ကံကြမ္မာကပြောင်းလဲမသွားခဲ့ဘူး။ကောင်လေးရဲ့အခြေအနေပိုဆိုးလာတာကြောင့်သူဟာမိန်းကလေးအိပ်ပျော်နေတော့သတိလစ်အောင်လုပ်ပြီးနှလုံးထုတ်ဖို့ခွဲစိတ်ခန်းကိုအတင်းအဓမ္မပို့ဆောင်လိုက်ပါတယ်။ခွဲစိတ်မှုစတော့မဲ့အချိန်မှာပဲလက်ထောက်ဖြစ်သူကစာရွက်စာတမ်းတစ်ခုနဲ့အတူအပြေးလွှားရောက်လာခဲ့တယ်။အဲ့ဒီမိန်းကလေးဟာသူနှစ်ပေါင်းများစွာရှာနေခဲ့တဲ့ငယ်ချစ်ဦးဖြစ်ကြောင်းပြောလိုက်တဲ့အခါကောင်လေးဟာခွဲစိတ်မှုကိုချက်ချင်းရပ်တန့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့စစ်ဆက်ထားသူနဲ့အမေဖြစ်သူကခွဲစိတ်မှုဆက်လုပ်ဖို့အတင်းအကျပ်လာရောက်တားဆီးကြပေမဲ့ကောင်လေးကတော့မိန်းကလေးကိုသူ့ရင်ခွင်ထဲမှာပွေ့ပိုက်ပြီးအပြင်ကိုထွက်လာခဲ့တယ်။ဒီတစ်ချိန်မှာတော့သူမကိုဘယ်တော့မှအဆုံးရှုံးမခံတော့ဘူးလို့ဆုံးဖြတ်လိုက်တော့တယ်။